ကျိုးတော့ပါတယ်ကျွန်တော်ဘနောဖေးတယ်မှာကျွန်တော်တို့မြန်မာလူမျိုးတွေရဲ့လက်ဆက်ဖေးဟောကိန်းနဲ့ခုနှစ်သားသမီးတွေကိုတွက်စစ်ကြည့်ပါကအတော်လေးမှန်ကန်တာမှုရှိတာတွေ့ရပါလိမ့်မယ်ဒါကြောင့်မို့လို့ခုနှစ်သားသမီးတွေအတွက်အကျွင်းဟောကိန်းတင်မှနေပြီးအကျွင်းဟောကိန်း၃ညအထိကိုကျန်းရင်တိုင်မဟုတ်ပဲလူအများနားလည်အောင်မွေးမှုမှန်လည်းမပြတ်သေးရအောင်ရှေးအောင်ဗေဒင်ကျမ်းတစုလေမပြတ်ပြတ်စေရစေတနာရှိထားပြီးတော့ကျွန်တော်အနေနဲ့တက်နိုင်ဆုံးဖော်ပြပေးပါမယ်တွန်းရတော့ပထမဦးဆုံးတွဲလူသူရဲ့မြန်မာမွေးခုနှစ်ကိုတီးပါသက်ဆိုင်ရာတွဲလူသူရဲ့မွေးနံချိုသက်နဲ့ပေါင်းပါရရှိလာတဲ့ပေါင်းလက်ကိုတွဲလူသူရဲ့မွေးနံခဏနဲ့ထပ်ပြီးပေါင်းပါပေါင်းရတဲ့ကိန်းတွေကနေကိုနှုတ်ပါပြီးရင်ပေါင်းရတဲ့ကိန်းကို7နဲ့စပါအဲ့ဒီမှာကျွန်းတစ်ကနေပြီး3ညအထိရရှိပါလိမ့်မယ်ကဲအကျွန်းတစ်မှနေပြီး3ညအထိအဟောလေးတွေကိုဖော်ပြပေးပါမယ်ပထမဦးဆုံးတွက်ပုံတွက်နည်းနမူနာကိုလည်းဖော်ပြပေးလိုက်ပါအကျွန်းတစ်ဟောကိန်းကတော့ဒီဇာတရှင်ဟာကလေးဘဝမှာအများသူကကလေးတွေလို့ကျမ်းမာရေးညံ့ခိုက်မျိုးတွေကြုံရဆုံရတာမျိုးမရှိပဲကျမ်းမာရေးကောင်းမွန်ခဲ့ပါမယ်မိဘနှစ်ပါးရေးရဝါဒအောက်မှာပြည့်စုံကြွယ်ဝစွာနဲ့နေထိုင်ရပါမယ်ပညာရေးကံအနေနဲ့လဲကြိုးစားရင်ကြိုးစားသလားထူးချွန်ပေါက်မြောက်ပါလိမ့်မယ်ဈေးတဲ့ကုန်းတဲ့ဝန်ထမ်းဘဝမျိုးမျိုးမှာကျင်လည်ပြီးတော့လောက်ကန်ရတတ်ပါတယ်ဘဝရှိတဲ့မျိုးမှန်းချက်ရီမှန်းချက်ထားကလောက်ကန်တတ်သူဖြစ်ပါတယ်တီထွင်ဖန်တီးတဲ့လုပ်ငန်းစက်မှုလက်မှုလုပ်ငန်းမျိုးတွေမှာဝါသနာပါတတ်ပါတယ်အိမ်အောင်ကြခဲ့ရနော်မရကြောက်သုံးဖို့လင်းကြောက်ဖြစ်တတ်ပါတယ်ဒါပေမဲ့လည်းကြီးပွားချမ်းသာပါလိမ့်မယ်ဒါကြောင့်မို့လူတနာပြုပြီးဘဝတသက်တာမှာပျော်ရွှင်ချမ်းမြေ့စွာနဲ့နေထိုင်သွားပါလိမ့်မယ်အကျွန်းနဲ့ဟောကိန်းအနေနဲ့ကတော့ဒီသာတာရှင်တွေကတော့မိခင်ရဲ့ချစ်ခင်မှုနဲ့မိခင်ဘက်ကသူမျိုးတွေရဲ့ကိုကြီးထောက်ပံ့မှုတွေရရှိတတ်ပါတယ်ရိုးသားဖြူစင်တာကြောင့်လူချစ်လူခင်ပေါ်များပါမယ်အခြေရေးမှာစိတ်ကူးရင်တဲ့သူဖြစ်ပြီးအခြေဦးနဲ့တော့မစုံသီးရတတ်ပါဘူးအိမ်တော်ရေးတရားရရှိပါမယ်ဝန်ထမ်းလိုလုံမျိုးတွေနဲ့တော့အကျိုးမပေးပါဘူးကိုယ်ပိုင်လုပ်ငန်းတွေနဲ့ကြိုးပေးပါတယ်ဘဝတသက်တာမှာဘာသာရေးထူးကမ်းရပြီးတော့အတိုက်အခံမနာလိုသူတွေရဲ့ရန်ကိုခေါင်းရေးထားကြော်ပြတ်သွားမယ်ဆိုရင်တော့မုတ်ချမလွတ်မသိထိတ်တန့်အောင်မြင်မဲ့သူတယောက်ဖြစ်လာပါလိမ့်မယ်အကျွန်းသုံးဟောကိဒီသာရှင်ကတော့လူအများပေါ်ကိုမနာလိုသိမထားတတ်ပါဘူးအကျင့်စာဣဒကောင်းမွန်ပါတယ်တခါတရံဒီမှာအပေါင်းအသင်းမိတ်ဆွေတွေနဲ့မွေးရစေဝါရက်သေးတာအပြောပါကိစ္စမျိုးတွေလုံမိရာကနေပြီးတော့အနေနဲ့ကြုံရဆုံရတတ်တာမို့အထူးသတိပြုပါမရှောင်ကြည်နိုင်ရင်တော့ဘဝတသက်လုံးမအောင်မြင်နိုင်ပါဘူးအောင်မြင်နေသူဖြစ်ရင်လေကြာရှုံးရတဲ့ကိန်းတွေကြုံရပါလိမ့်မယ်အိမ်တော်ကြီးမှာတော့ကံကောင်းပါလေဘဝတသက်တာမှာလောက်ဖို့ကံဘက်တွေရဲ့ချစ်ခင်ကျင်နာမှုကိုရရှိသူဖြစ်ပါတယ်ပေါင်းသေးသက်သက်ကြီးကောင်းပါမယ်မရှိမရှာဘဝပေးခြင်းတွေနဲ့ကျင်းရရဘဝမျိုးတုံကိုခက်ခဲတွေကြကနေရဲရဲဝံ့ဝံ့ကြော်ဖြတ်နိုင်သူတယောက်ဖြစ်ပါတယ်အမြဲတမ်းလိုသူတစ်ပါးကိုပေးခြင်းကမ်းခြင်းသိရှိနေပါမယ်ဒီသာတာရှင်ဟာငယ်စဉ်ကကျမ်းမာရေးချူချက်တက်သူဖြစ်ခဲ့ရင်တော့အိမ်အောင်ကြချိန်မှာအခြားရဲ့ဒေတာသွားပြီးစီးပွားရှာလုပ်ကိုင်ရသူဖြစ်ပါလိမ့်မယ်ဒါအပြင်ခီးသွားလာရတဲ့နဲ့ဘုရားဖူးခီးသွားလာရတာမျိုးတွေကိုသဘောကျနှိမ့်ချိုက်တဲ့သူဖြစ်ပါတယ်
အကျွင်းလေးဟောခင်ဒီသာတာရှင်ဟာငယ်စဉ်ကလေးဘဝကနေပြီးပြည့်စုံစွာနဲ့နေထိုင်ခဲ့ရပါမယ်သူဟာတည်ကြည်ဖြောင့်မတ်စွာကျင့်သာရတာကောင်းသူတယောက်လည်းဖြစ်ပါတယ်မာနမထားတတ်ပါဘူးစိတ်ဓာတ်ပိုင်းဆိုင်ရာခိုင်မာရင့်ကျက်မှုရှိမယ်ဆွဲရှိရှိနဲ့ဖြစ်လို့ရဆန္ဒကိုအကောင့်အထည်ဖော်လောက်ကင်တတ်သူလည်းဖြစ်ပါတယ်တရားဥပဒေကိုယိုသေးလေးသာလိုက်နာတတ်သူတယောက်လည်းဖြစ်ပါတယ်ခြေကိစ္စတွေမှာတော့ကိုယ်နဲ့လိုက်ဖက်မဲ့ဖူးတာကိုစိတ်တိုင်းကြရွေးချယ်ပြီးလက်ထက်တက်ပါတယ်အိမ်အောင်ရှင်ဘဝမှာတော့အကျက်တဲ့ခက်ခဲတွေများပြားရင်ဆိုင်ကြုံတွေ့ရပါလိမ့်ဒါပေမဲ့အိမ်အောင်ရဲ့ခီးတန်းတရားချမ်းမြေအောင်စီမံအုပ်ချုပ်နိုင်ပါမယ်ဘဝဝင်ရဲ့ချစ်ခင်လေးသားမှုကိုရရှိတတ်ပါတယ်ဒီသာတာရှင်ဟာဘဝတသက်တာမှာတရားကြည်ဒေတာကိုတွားရောက်ပြီးစီးပွားရှာဖွေကကြီးဝါချမ်းသာမဲ့သူတယောက်လည်းမို့ရဲလုံးlaဝိရိယမလျှော့ပဲကြိုးစားတဲ့မှာကျွင်းကားဟုတ်ကဲ့ဒီသာတာရှင်တွေဟာများသောအားဖြင့်မွေးဖွားလာပြီးနောက်မှာစီးပွားရေးမိဘနှစ်ပါးတိုးတက်လာပါလိမ့်မယ်ဒီသာတာရှင်ဟာတနာကျင်နာသိရှိပြီးလူအများကိုကူညီပေးတတ်ပါမယ်စကားပြောဆိုမှုကောင်းပါမယ်လူပြိုပြိုရွယ်ရောက်ချိန်မှာတော့အစဉ်တက်မြင်ပါပြီးရုပ်ရည်ချုံမောသူနဲ့ချစ်သူဖြစ်လာတတ်ပါတယ်သာတာရှင်နဲ့လိုက်ဖက်ညီတဲ့အိမ်တော်ဘက်နဲ့စုံသီးပေါင်းဖက်ရပါလိမ့်မယ်လက်ထက်ရပါလိမ့်မယ်သားသမီးကတော့နဲပါမယ်မကြာခဏခီးတွေထွက်နေရတတ်ပါတယ်အလုံးမကြာခဏလေးပြောင်းပြီးလောက်ရတတ်ပါတယ်ဒါဟာမလုပ်သင့်ပါဘူးလုပ်ငန်းတစ်ခုတည်ပဲစောက်ချလောက်ကင်သင့်ပါတယ်ကျမ်းမာရေးအနေနဲ့တော့မကြာခဏဆိုသလိုဘိုင်အောင်ဘိုင်နာတက်လေးရှိပါတယ်ချောင်းဆိုးတာလေးဖြစ်တတ်ပါတယ်အကျွင်း6ဟောကိန်းကတော့ဒီသာတာရှင်တွေကတော့အကြံဉာဏ်ကြီးရည်ရွယ်ချက်ကြီးကြီးမားမားတွေထားတတ်ကြပါတယ်ငယ်စဉ်ကာလတွေမှာကျမ်းမာချမ်းသာစွာနဲ့ပြည့်စုံစွာနေထိုင်ခဲ့ရတတ်ပါတယ်စူးစမ်းတတ်သူစိတ်ကူးစိတ်တန်းကောင်းသူရဲရင်သူတတိရှိသူဇွဲလုံးလိုက်ရှိသူဖြစ်တာမို့နေရတကဝင်ပါတတ်ပါတယ်ဒါကြောင့်မို့လဲပတ်ဝန်းကျင်နဲ့ပေါင်းသင်းဆက်ဆံရေးအဆင်ပြေကလုပ်ငန်းကိုင်ငန်းတိုးတက်ပြီးနာမီကုန်တဲ့ကြောသောတတ်ပါတယ်ဒါပေမဲ့အခြေကိစ္စတွေမှာတော့အဆင်မပြေဖြစ်ရတတ်ပါတယ်အိမ်အောင်ရေးကံအနေနဲ့တော့ကိုယ့်တဲ့အစင်းတန်းမြင်မှသူပညာတတ်သူနဲ့ဖူးသာစုံသီးပေါင်းဖက်ရတတ်ပါတယ်တခါတည်းရင်အိမ်အောင်ဘက်ရဲ့အဆင့်အထင်မြင်လွဲမှားမှုတဝန်တူမှုတွေကြောင့်အိမ်အောင်ရေးအဆင်မပြေမှုတွေရင်ဆိုင်ရတတ်ပါတယ်စီးပွားရေးမှာတော့အသက်30ကျော်ကနေ55နှစ်အတွင်းကိုကြိုးစားရင်ကြိုးစားသလောက်ပြည့်စုံကြိုးဝါလာပါလိမ့်မယ်ကြီးပွားချမ်းသာလာပါလိမ့်ဒါကြောင့်မို့ရှာဖွေရသမျှကိုသုံးဖြုံနဲ့အသုံးနဲ့ဖြုံခွဲခြားပြီးစုတောင်းနိုင်သလားစုတောင်းမယ်ဆိုရင်ဟိုသာတာကောင်းမဲ့သာတာရှင်တွေဖြစ်ပါတယ်အကျွေးခွန်ဟောကိန်းအနေနဲ့ကတော့ဒီသာတာရှင်ကိုမွေးဖွားလာတဲ့အချိန်မှာမိဘတွေစီးပွားဥစ္စာပြည့်စုံကြွယ်ဝလာပါမယ်ဒီကလေးကိုတာမန်ကြည့်ရင်တော့စိတ်တဲ့ပြောညက်နေလို့ယူဆရပါမယ်တကယ်တမ်းတော့စိတ်တဲ့ရင့်ကျက်ခိုင်မာတဲ့ကလေးတစ်ယောက်ဖြစ်ပါတယ်စိတ်သဘောထားနုညံ့သိမ်မွေ့ပြီးတည်ကြည်ရိုးသားပါမယ်ပညာသင်ကာလမှာအခြေရေးကိုစိတ်ဝင်စားရင်တော့ဘဝမှာကြရှုံးနေရတယ်ဖြစ်တတ်ပါတယ်အဲ့ဒါကိုတော့ထူးသတိပြုရမှာဖြစ်ပါတယ်အချစ်ဦးရည်သားဦးနဲ့ကိုယ်ခွဲခွာရတတ်ပါတယ်မမျော်လင့်မဲ့နောက်ကြတဲ့ပြီးတဲ့နောက်မှာစိတ်သဘောထားရင်မကန့်ညီကြလို့စိတ်ဆင်းရဲကြပါလိမ့်မယ်ဒါပေမဲ့လေတန်ရုပ်တင်နောက်ကျအိမ်ဆဲလဲကလေးတွေရစ်လာချိန်မှာတော့အိမ်တော်ကြီးမှာမြဲမြံသွားပါလိမ့်သူတို့ရဲ့ဘဝမှာကိုလက်အောင်ငယ်သားတွေရဲ့မနာလိုကြောက်တွန်းတာကိုခံကြရတတ်ပါတယ်ဒါပေမဲ့လည်းသူတို့ဘဝကမီးနာတဲ့ဓာတ်တွေတို့ထက်မြက်ပြီးထက်တဲ့ပူပြီးထက်လာကြတာကို
တွေ့ရပါလိမ့်မယ်ကြိုးစားရင်ကြိုးစားသလောက်တိုးတက်တိုးတက်လာကြပါလိမ့်မယ်လူမှုရေးစီးပွားရေးထိပ်တန်းအဆင့်တိုင်အောင်ရောက်ရှိနိုင်သူတွေဖြစ်တာမို့ကြိုးစားမှုစံနှုန်းတွေကိုတော့လုံးဝရှော့မပစ်ဖို့အထူးလိုအပ်ပါတယ်အကျွမ်းရှိဟောကိန်းကတော့ဒီသာတာရှင်တွေကတော့မိဘတွေစီးပွားရေးအဆင်ပြေခြင်းမှာမွေးဖွားလာသူတွေဖြစ်ပါတယ်ဒါကြောင့်လေလိုလေသေးမရှိပဲပညာသင်ကြားနိုင်ခဲ့တဲ့အခွင့်အရေးတွေရရှိစေတတ်ပါတယ်စုတုဂုံတုရာထူးကြီးကြီးတွေရတဲ့အထိအောင်မြင်တတ်ကြပါတယ်အဲ့ဒီလိုမှမဟုတ်ပဲပညာရေးကိုစိတ်ဝင်စားခဲ့ရင်လေဒီတွင်စိတ်ကူးစိတ်သန်းနေညံ့နေနဲ့လောက်ကင်ဆောင်ရွက်တတ်ကြပါမယ်ဖျားဘူးခီးနဲ့ခီးထွက်ရခြင်းတွေကိုအထူးဝါသနာပါတတ်ကြပါတယ်ဘာသာရေးလူမျိုးရေးတွေကိုလည်းအသက်တမြတ်တန်ဖိုးထားတတ်ကြလေရှိပါတယ်တကားပြောကောင်းတဲ့သူတွေမို့အကြောင်းစရာရှိနေသတင်းသမားနိုင်ငံရေးသမားဆရာဝန်ဖြစ်တတ်ကြပါတယ်သူတို့ဘဝတက်တာမှာအမြဲလိုတိုက်ခံနေတဲ့ရင်ဆိုင်ကြုံတွေ့ရလိမ့်ရှိပေမယ့်သူတို့ကတော့ပညာနဲ့နိုင်ပိုင်းသူညသူတွေဖြစ်ပါတယ်အခြေရကံကောင်းပါတယ်အိုးပိုင်အိမ်ပိုင်နဲ့နေထိုင်ရတတ်ပါတယ်အကျွင်းကိုဟောကိန်းကတော့ဒီသာတာရှင်တွေကတော့ပဝန်းကျင်ကခက်ထန်မှာကြောသူမာနာကြီးသူကွာကြသူလို့ယူဆသတ်မှတ်ကြပါလိမ့်မယ်မှန်တကယ်တော့ဒီသာတာရှင်တွေဟာဟန်ဆောင်ပန်းဆောင်နေမလုပ်တဲ့မပြောတဲ့ပြုံးမပြတ်တတ်ကြတဲ့စိတ်သဘောထားကောင်းကြသူတွေဖြစ်ပါတယ်သူတို့ရဲ့တငယ်ချင်းမိတ်ဆွေအပေါင်းအသင်းတွေနဲ့သူတို့ဆွေမျိုးသားချင်းတွေကတော့သူတို့ပေးနိုင်ကဲနိုင်များမှသာအနာမှာဝိုင်းဝိုင်းလေးနေကြပါလိမ့်မယ်မပေးနိုင်ရင်တော့တယောက်မှသူတို့အနာမှာရှိမနေကြပါမိဘဘိုးဘွားအမေတို့မဟုတ်ပညာအမွေရရှိတတ်ကြပါလိမ့်ချေးနောက်ရေးကံကောင်းကြပါလိမ့်မယ်လုပ်ငန်းခွင်မှာတကားအပြောဆိုအမှားယွင်းကြောင့်ဆရာသမားထက်လူကြီးတွေရဲ့ထင်မြင်လွဲမှာမှုကြုံရတတ်ပါတယ်ဝန်ထမ်းဆိုရင်တော့အိမ်နဲ့နေရာပြောင်းရွှေ့မကြာခဏလုံနေရတတ်ပါတယ်ကိုယ်ပိုင်လုံမယ်ဆိုရင်တော့လူယုံထားလို့မရပါဘူးမလဲမရှောင်သာထားမိရင်လည်းမယုံကြည်လိုက်ပါနဲ့ဒီသာတာရှင်တွေဟာလူယုံသက်လို့စီးပွားပြတ်သွားတတ်ပါကျမ်းမာရေးအနေနဲ့ကတော့ပိုက်နာခေါင်းကဒူးနာခြေလက်မသေးခြင်းနဲ့ယောဂါတွေဖြစ်စေတတ်ပါအကျွန်း30ဟောကိန်းကတော့ဒီသာတာရှင်တွေဟာငယ်စဉ်ကလေးဘဝကတည်းကနေမိဘဘိုးဘွားနဲ့ဆရာသမားတွေလက်အောက်မှာနေတဲ့ငယ်ကြသူတွေမို့ဘာသာတရားကိုင်ရင်တက်ကြပါတယ်ပညာရေးမှာထူးချွန်ထက်မြက်တက်ကြပါတယ်သူတို့ဟာဒီကြီးဖြောက်မှကျင်းသာတကောင်းသူတယောက်ဖြစ်ပါတယ်ဒါကြောင့်မို့မိတ်ဆွေပေါင်းသင်းတွေရဲ့နေရာပေးထောက်ခံမှုနဲ့ရက်ွက်မျိုးနဲ့တိုင်းဒေသကြီးတွေအဆင့်ထိထိပ်တန်းထိရောက်ရှိနိုင်ကြသူတွေဖြစ်ပါတယ်စီးပွားရေးနဲ့လူမှုရေးမရောထွေးမိအောင်သတိထားဆောင်ရွက်လုပ်ကိုင်ပါမရောရှက်မိပါသေးနဲ့အကန့်နဲ့ခွဲထားပါပတ်ဝန်းကျင်နဲ့မိဘအုပ်ထိန်းသူတွေရဲ့စေသောတိုက်တွန်းမှုရဲ့ကြောင့်အိမ်အောင်ကြတတ်ပါတယ်အိမ်အောင်ပဲရွေးချယ်မှုရှိတာကြောင့်အိမ်အောင်ရေးကံကောင်းတတ်ကြပါတယ်ပညာရေးထူးချွန်ထက်မြက်တဲ့သားသမီးရဲ့ရဏတွေရရှိတတ်ပါတယ်ဒီသာတာရှင်တွေနေနေတော့လက်50ကျော်ပါကကျမ်းမာရေးထူးကျူးဆိုင်တဲ့ပါတယ်တဲ့အနေရှိပါတယ်အကျွန်းသက်တဲ့ဟောကိန်းကတော့ဒီသာတာရှင်တွေဟာမွေးဖွားလာပြီးနောက်ကနေ9နှစ်အထိကျမ်းမာရေးမကြာခဏဆိုလို့ချူကြတက်လေးရှိပါတယ်မူလာတန်းကျော်လွန်မှသာကျမ်းမာရေးကောင်းမွန်လာပါပဲအမြဲပြုံးရွှင်သာနေတတ်တဲ့မျက်နှာပိုင်ရှင်တွေဖြစ်တာကြောင့်လူအများရဲ့ချစ်ခင်ခြင်းကိုပိုင်ဆိုင်မှုရရှိတတ်ကြပါတယ်စိတ်သဘောထားဖြောင့်မတ်တည်ကြပါမယ်
ပညာရေးအားကစားလူမှုရေးတွေမှာပဲစုံထူးချွန်ပါသူတို့ဟာရဲရကပါဝင်လှုပ်ဆောင်ကြတဲ့သူတွေဖြစ်တာကြောင့်မနာလိုသူတွေရဲ့ကဲ့ရဲ့ပြောဆိုခြင်းမကြာခဏခံကြရပါတယ်ဒါပေမဲ့သူတို့အနေနဲ့ထိတ်တန်းကိုရောက်ရှိတတ်ကြပါတယ်ဝေကြီးကံကတော့ရလိုက်ကုန်လိုက်ဖြစ်နေပါလိမ့်မယ်သူတို့ဘဝမှာချီဦးသူရည်သားဦးရဲ့ထင်မြင်လွဲမှာပြီးတစ္ဆာဖောက်တာခံကြရတတ်ပါနောက်မှချစ်သူကနားလေသဘောပေါက်ပြီးတောင်းပန်လာပါလိမ့်မယ်ဒါပေမဲ့ချိန်ကနောက်ကျသွားပြီမို့လန့်ခွဲသွားကြပါလိမ့်မယ်အကျွန်းသုံးညဟောကိန်းကတော့ဒီသာတာရှင်တွေကတော့စိတ်သဘောထားကောင်းကဘူတုတကျွယ်ဝပါမယ်ရဲရင်စွာပြောဆိုတတ်ပါမယ်ဒေါသကြီးတတ်ပါတယ်ဒေါသကြီးတတ်တာမို့ချုပ်ကိစ္စတွေမှာအောင်မြင်တဲ့လားမအောင်မြင်တာမျိုးကြုံရတတ်ပါတယ်တငယ်ချင်းမိတ်ဆွေကောင်းဆရာသမားကောင်းအနေနဲ့တွေ့ကြုံရတတ်ပါတယ်စီဝါရေးကောင်းမှုပေမဲ့အခြေရေးအိမ်တော်ရေးကံခေးတက်ကြပါတယ်အလောက်ကိုင်းတဲ့ခြေကိစ္စတွေမှာမနာလိုကြသူတွေရှိကြကြောင်းသတိထားပြောဆိုဆက်ဆံသင့်ပါတယ်စင်ရဲ့ချမ်းသာကံတရားကသူတို့လက်ဝဲမှာရှိနေပါတယ်ဒေါသကိုချုပ်ထိန်နေမှာမှအောင်မြင်မဲ့သာတာရှင်တွေဖြစ်ပါတယ်အလောက်ကိုင်းပြောင်းရွှေ့နေရာပြောင်းရွှေ့မကြာခဏကြုံရတတ်ပါတယ်ကျမ်းမာရေးနေနဲ့ကောင်းမှုဝိုင်းပိုင်းအောင်လေနာခြေတော့ဒုနာဝေဒနာတွေဖြစ်တတ်ကြပါတယ်မိတ်ဆွေအနေနဲ့အကျွန်းဘယ်လောက်လဲကွန်မန့်မှာမချက်ပေးခဲ့ပါဦးခင်ဗျာအားလုံးပဲမိတ်ဆွေများရှင်နဲ့ချက်မိကြခင်ဗျာ